လွမ်းတဲ့အကြောင်းကလွမ်းတဲ့အကြောင်းတွေတော့စာစီပြီးတော့ပြောချင်ပါတယ်ခက်တာကဘာလဲဆိုရင်လူတွေကအဲ့နိုင်ငံရောက်နေပြီးတော့မှဘာကိစ္စလွမ်းနေမှာလဲဆိုတော့အတွေးမျိုးတွေသူတို့မှရှိနေမှာဆိုတော့ကျွန်တော်မပြောတော့ဒီခါလေးကျရင်လွမ်းတယ်ဆိုတာထက်ဘယ်လိုပြောမလဲပြန်ပြီးတော့မှတန်းတမိတာမျိုးတွေပေါ့ချို့အကြောင်းအရာတွေကဘာလဲပြန်ပြီးတော့မှတန်းတလို့မရတော့တဲ့အခြေအနေမျိုးတွေရှိတာပေါ့လေပြန်တန်းတလို့ရတယ်ဒါပေမဲ့ပြန်ပြီးတော့မှဖန်ဆုပ်လို့မရနိုင်တော့တဲ့အခြေအနေမျိုးတွေရှိတာပေါ့ဒါတွေကဘယ်လိုတွေလဲဆိုလို့ရှိရင်ရင်တော့တွေ့ခဲ့ဘူးတဲ့တင်ငယ်ချင်းတွေကိုနောက်ပြန်တွေ့ဖို့မဖြစ်နိုင်တော့တာမျိုးတွေဘာလို့ဆိုရင်ဒီကလာကြီးမှာကျွန်တော်ရဲ့တင်ငယ်ချင်းတွေများသောအားဖြင့်ဆုံးရှုံးလိုက်ရတယ်ဆုံးရှုံးလိုက်ရတဲ့တင်ငယ်ချင်းတွေဆိုလို့ရှိရင်တကယ်လူကောင်းတွေလို့ကျွန်တော်ကယူဆကြတယ်ပေါ့တချို့တွေကphysically အရာဒီကဘာကြီးကနေပြီးတော့မှလုံးဝအပိပိုင်နှုတ်ဆက်သွားကြတာရှိတယ်တချို့တွေကကျတော့သဘောထားမတိုက်ဆိုင်လို့အခုလက်ရှိကျွန်တော်တို့ရဲ့ဘဝတွေကနေပြီးထွက်သွားတဲ့လူတွေရှိရပေါ့နော်အဲ့တော့ဘာပဲဖြစ်လို့နေပေါ့နော်သူတို့ကျွန်တော်တို့နဲ့အတူရှိနေကြတော့ကောင်းခဲ့တာတွေရှိတယ်ဆိုးခဲ့တာတွေရှိတယ်အဲ့ကောင်းခဲ့ဆိုးခဲ့တာတွေအကုန်လုံးကိုသတိလဲရတယ်အမှတ်လဲရတယ်ပေါ့နော်အဲ့တော့ပြန်လို့ခြင်းလားဆိုရင်အဲ့လိုဘဝမျိုးကိုတကယ်ကိုပြန်လို့ခြင်းတယ်ဒါပေမဲ့တကယ်ပြန်သွားလို့ရှိရင်လာမယ့်အနာဂတ်မှာသူတို့နဲ့ပြန်ပြီးတော့မှတွေ့ဖို့အဆင်ပြေပါအောင်မလားဆိုတာတော့ကျွန်တော်ကမသိကြဘူးပေါ့အဲ့တော့လောကကြီးဒီလိုပဲလောကကြီးကမသိကြမရမှုတွေနဲ့ပြည့်နေနေတဲ့အခြေအနေမျိုးမှာကျွန်တော်ဘာဖြစ်နေလဲဆိုရင်အနာဂတ်ပြောက်တဲ့လူသားတစ်ယောက်ဖြစ်နေအနာဂတ်ပြောက်တယ်ဆိုတာကအနာဂတ်ကတော့ရှိနေမှာပဲဒါပေမဲ့ကိုဖြစ်သိကြအောင်ဖြစ်နေတာပေါ့လေဒါပါဒီလိုပါပဲဘွားဆိုတာတဲ့ကျွန်တော်တို့ဖျားဟောတဲ့ထဲမှာပါတယ်မှာဂဲလေးတစ်လုံးကိုပြစ်ချလိုက်တယ်ဆိုတာဆိုအဲ့ဂဲလေးကြောင့်မလို့ဖြစ်လာတဲ့ရေဘွက်ကလေးပမာတစ်ခုပဲပြီးရင်တော့ဒီဘွားကြီးကဘာဖြစ်သွားမလဲဆိုရင်ဆုံးရှုံးသွားကြမှာပေါ့လေနော်ဒီဘွားကြီးကနေဆုံးရှုံးသွားမယ်ဆိုတာဒီဘွားကြီးကပျောက်ကွယ်သွားကြမှာပေါ့ကျွန်တော်တို့ဘယ်ကိုရောက်မယ်လဲမသိဘူးဘယ်ကိုသွားရမယ်လဲမသိဘူးဟောတော့တခါလေကျတော့ကိုရောက်မဲ့ဘဝကိုကြိုပြီးတော့သိရင်ကောင်းမယ်လို့ကိုယ့်အတော်ပြန်ပြီးတွေးမိတာမျိုးပေါ့လေ